အားလုံးပဲမင်္ဂလာပါရှင် Academic Diction မှာဆိုတော့ပါရှင်ဒီနေ့မှာတော့နာသင်ခန်းစာကိုသင်ပြီးတဲ့နောက်မှာဒီနာစကားလုံးလေးကိုဘယ်နေရာမှာပဲလို့အသုံးပြုလဲဆိုတဲ့အကြောင်းအရာလေးဆက်လက်ပြီးသင်ကြားပေးပါမှာဖြစ်တဲ့အတွက်အဆုံးထိကြည့်ဖို့တောင်းဆိုချင်ပါတယ်ရှင်ဒါဆိုတော့နာငယ်ရီနာကြတော့တခြားတို့ငကားနော်ဒီတို့မြန်မာမှာဆိုလို့ရှိရင်သိရင်ငကားအဲ့ဒီငကားကိုနာငယ်ရီအကားငယ်ရီချာဘူးစနှလုံးပေါက်ကငကားလို့ပေါ့လေနော်ဒါဆိုလို့ရှိရင်နာငယ်ရီနာကဒီတို့မှာတောင်းတယ်နာငယ်ရီချာနာကြတော့တခြားတို့အနာတို့ခန္ဓာကိုယ်မှာတစ်ခုခုအနာဖြစ်သွားတယ်ဆိုလို့ရှိရင်တို့စိတ်ထဲရတယ်အနာအဲ့ဒီနာကိုရတော့ကျတော့နာငယ်ရေးချာနာလို့တော့ဘူးနော်နာငယ်ရေးချာဘူးဆန္ဒလုံးပေါက်နာကိုကျတော့ခိတ္တကနာအနာယူတာနော်တတရရမှာအရန်ပင်မန်းသွားတယ်အခါတော့လို့ကျတော့အနာယူတယ်အဲ့ဒီအနာယူတာကိုကျတော့ကျတော့ကနာတယ်လို့ခေါ်တယ်နော်အဲ့ဒါလို့ရှိရင်နာတလုံးကြည့်စီရဲ့သုံးပုံသုံးနည်းလေးတွေကိုရှင်းပြပေးပါရရှင်။ဒါဆိုလို့ရှိရင်နောက်စကားစာတွေမှာနောက်စကားလုံးတွေသုံးပုံသုံးနည်းနဲ့ရေးပုံရေးနည်းတွေကိုတွဲပြီးသင်ကြားပေးပါမှာဖြစ်တဲ့အတွက်ဆက်လက်ပြီးကြည့်ရှုဖို့တောင်းဆိုကြပါရရှင်။အဆုံးထိကြည့်ပြီးလို့လည်းကျေးဇူးတင်ပါတယ်ရှင်။